Hi မင်္ဂလာပါဒီနေ့မှာတော့ range design အနေနဲ့လက်သေးဘယ်လိုပုံလေးတွေဖုံးလို့ရလဲဆိုတာကိုဘယ်လနာပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးမိမိကြိုက်တဲ့ base color တစ်យ៉ាងကိုစိုးထားလိုက်မယ်ပြီးလို့ရှိရင်တော့ map dot ကုတ်လေးအုပ်ထားပြီးတော့ဒီလိုမျိုး lemon cat gel လို့ခေါ်တဲ့ range gel လေးတွေနဲ့မိမိလိုလိုပုံဖော်တာစပြီးတော့လုပ်လို့ရပါပြီrange gel လေးတွေကိုပုံဖော်တဲ့အခါသေးလေးတစ်ခုချင်းစီဖော်ပြီးတိုင်းမိပြရတာလေးလည်းလုပ်ပေးရပါမယ်။ဘာဖြစ်လို့ဆိုတော့ range gel လေးတွေကပျော့တဲ့အတွက်ကြောင့်မလို့တစ်ခုကိုပုံဖော်နေတဲ့အခါမှာနောက် design တစ်ခုကိုသွားပြီးတော့တစ်ဖက်ကိုထိမိတဲ့အခါမှာတွန့်သွားတာတို့ပုံမကျတာတို့ဖြစ်တတ်ပါတယ်။အဲဒါကြောင့်မို့လို့ range gel လေးတွေတစ်ခါဖော်ပြီးတိုင်းမိလေးတွေပြပြရပါမယ်။ range gel ကိုအသုံးပြုပြီးတော့ဖန်တီးလို့ရတဲ့ design ပုံလေးတွေအများကြီးရှိတာကြောင့်မို့လို့မိမိစိတ်ကူးတဲ့အတိုင်းပုံလေးတွေလိုက်ပြီးဖော်ကြည့်လို့ရပြီလို့ Pinterest တို့ YouTube တို့မှာလည်းသူများဖော်ပြီးသား design လေးတွေရှိတယ်။အဲ့ဒါလေးတွေကိုပုံစံတူအောင်လိုက်လုပ်ကြည့်လို့ရပါတယ်။ range gel design လေးနဲ့စိတ်တိုင်းကပုံဖော်ပြီးဆိုလို့ရှိရင်တော့ chrome ပုတ်တဲ့အခါကိုရွေးချယ်တဲ့ chrome ရောင်ကိုရွေးချယ်ပြီးသုံးလို့ရတယ်။ဒီထဲမှာ chrome ပုတ်တဲ့အခါဘယ်လိုမျိုး tools လေးတွေသုံးလဲဆိုတာကိုလည်းပြန်ရှင်းပြပေးထားတယ်။အားလုံးကတော့ဒီနေ့ကတော့ပုံစံမတူကြဘူးပေါ့နော်။အဲ့ထဲမှာဘယ်လင်လာကြိုက်တဲ့ဒီဖော်တုံးလေးနဲ့ညှက်တန်လေးနဲ့သုံးပြပြီးတော့ဒီ chrome လေးတွေယူပြီးပို့ရတာပို့ပြီးတော့တခြားဟာတွေထပ်ပို့ပြီးအဆင်ပြေရလို့ခံစားရတဲ့အတွက်ကြောင့်မို့ဒီထဲမှာတော့ဒီဖော်တုံးလေးရဲ့ညှက်တန်လေးကိုသုံးပြပြီးတော့ပဲဖော်ပြပေးထားပါတယ်။ chrome လေးပို့တဲ့အခါဘေးမှာပေးနေတဲ့ဒီ chrome အမှုန်လေးတွေကို brush နဲ့ခါတဲ့အခါကြလို့ရှိရင်အားနဲ့ဖိပြီးတော့ခါလို့မရပါဘူးခါတဲ့အခါမှာအပေါ်မှာတင်ထားတဲ့ chrome လေးတွေကဒီ brush ရဲ့အမွှေးအရာအကြောင်းမို့လို့ပြန်ပြီးပြတ်သွားတာမျိုးလည်းဖြစ်တတ်တယ်အဲဒါကြောင့်မို့လို့ဖြည်းဖြည်းလေးနဲ့ဖွားဖွားလေးပဲဘေးကပေးနေတဲ့ဟာလေးတွေကိုခါပေးရပါမယ်brush အကြီးနဲ့ခါလို့ဂျားလေးတွေမှာအမုံလေးတွေကပ်ပြီးကြံခဲ့သေးရဆိုလို့ရှိရင်ဒီလိုမျိုး brush လေးတွေကိုအသုံးပြုပြီးတော့အသေးစိတ်ဖြည်းဖြည်းချင်းထပ်ပြီးတော့ဖယ်ပေးရမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တေးသက်ပြီးလှပတဲ့ range gel လေးတွေပေါ်မှာ chrome border design လေးတွေဘယ်လိုလုပ်ရလဲဆိုတာကိုအားလုံးသိရှိပြီးထင်ပါတယ်ဒီချက်ပို့ပြီးသိရှင်တဲ့ design လေးရှိလို့ရှိရင်လည်း comment မှာသိစိတ်မေးမြန်းလို့ရပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်အားလုံးပဲ bye bye